ARI တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများမှ2026ခုနှစ်ဩဂတ်လ9ရက်နေ့တွင် ARI တိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအတွက်စံအိမ်နေရာထောက်ပံ့လူရင်းချင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ယနေ့နံနက်10:00နာရီချိန်တွင်ပသိမ်မြို့စစ်တောင်အားကစားရုံ၌ကျင်းပသည့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့်အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများမှ ARI တိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအတွက်စံအိမ်နေရာထောက်ပံ့လူရင်းချင်းအခမ်းအနားသို့ ARI တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးဝန်ကြီးများပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားတွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့်အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများကိုစား ARI တိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကလူရန်သည့်စံအိတ်နေရာကိုတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့ကလက်ခံရယူခဲ့ကြပါတယ်။ဆက်လက်ပြီး ARI တိုင်းဒေသကြီးအသေးစားအငယ်စားနှင့်အလက်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ARI တိုင်းဒေသကြီးရေဘေးသင့်ပြည်သူများအတွက်လူရန်သည့်ငွေကျပ်390နှင့်ထောက်ပံ့ရေးပစ္စည်းများကိုလည်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့ကလက်ခံရယူခဲ့ကြပြီးအခမ်းအနားကိုနက်နက်7:00နာရီအချိန်မှာအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်၍ ARI တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းသည်ယနေ့နက်နက်7:00နာရီအချိန်တွင်တတိယကြိမ် ARI တိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့၌တိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးပို့လာသော2026-2029ဘဏ္ဍာရေးနှင့် ARI တိုင်းဒေသကြီး၏ဖြစ်ဆွဲခွင့်ပြုငွေရထားချက်များနှင့်ဆက်လင်း၍တာဝန်ပေးရထားသောလွှတ်တော်အဖွဲ့အစည်းအသီးသီးမှစစ်ဆေးဆောင်ရွက်နေမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထို့နောက်သက်ဆိုင်ရာလွှတ်တော်အဖွဲ့ဝင်များကတင်ပြတောင်းခံထားသည့်စီမံကိန်းလုပ်ငန်းများ၏ဘဏ္ဍာငွေရထားချက်များအပေါ်သိရှိလိုသူများကိုမေးမြန်းဆွေးနွေးခဲ့ကြရာသက်ဆိုင်ရာဌာနတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။